ဘလူးကြီးကမျိုးစေ့တွေကိုလေထဲကိုမှုတ်ထုတ်လိုက်တဲ့မျိုးစေ့တွေကရေနဲ့ထိတွေ့လိုက်တဲ့အချိန်မှာပဲအရှိန်နဲ့အပင်ပေါက်လာပြီးမျက်စိတမိတ်တွင်းမှာပဲအေယာမနွယ်ပင်ကြီးလေးပင်ကမြေကြီးထဲကနေထိုးထွက်လာတဲ့ဘလူးတွေက2000ပေါင်းများစွာအငတ်ပေးကြုံနေခဲ့ရတာကြောင့်လူသားရဲ့အသားကိုပြန်စားရဖို့မစောင့်နိုင်တော့ပါဘူးတဘိုးခရတန်ထွက်ပေါ်လာတာနဲ့ဘလူးစစ်တပ်ကအလုံးအင်းနဲ့ထိုးစစ်ဆင်လာပြီးနွယ်ပင်တွေကနေတဆင့်အောက်ကိုဒိုင်းမင်ထိုးဆင်းလာကြတဲ့ဂျက်ကတီးကြောက်စရာကောင်းတဲ့မြင်ကွင်းကိုအရင်ဆုံးတွေ့လိုက်ရပေမဲ့ထွက်ပြေးဖို့နောက်ကျသွားခဲ့ပါပြီးဘရင်ကြီးကဘာမှမလုပ်ရသေးခင်မှာပဲဘလူးတွေကအနောက်ကနေချင်းကပ်လာခဲ့တဲ့ကံကောင်းစွာနဲ့နွယ်ပင်တွေကသူတို့ရဲ့လမ်းကိုပိတ်ထားလို့အသက်ရှင်ဖို့အခွင့်အရေးနည်းနည်းလေးရခဲ့တယ်ဒီအချိန်မှာပဲရဲတိုက်ကလည်းအချက်ပေးတံကိုကြားလိုက်ရတဲ့စစ်သားတွေကချက်ချင်းပဲကျုံထဲကိုစီရီလောင်းချပြီးမိများတွေကိုအသင့်ပြင်ကတိုက်ခိုက်ဖို့အတွက်အစဉ်သင့်ဆောင်နေကြတဲ့ဘရင်ကြီးရဲတိုက်ထဲကိုရောက်တာနဲ့ဗိုလ်ချုပ်ကြီးကအမိန့်ပေးလိုက်ပြီးရေပေါ်ကစီရီဟာချက်ချင်းပဲမိလောက်တောက်သွားတယ်ဒါပေမဲ့စစ်သားတွေကဆွဲထားကိုအပေါ်မြောက်တင်တော့မဲ့အချိန်မှာဂျက်တယောက်အပြင်မှာကြံနေခဲ့တာကိုသတိပြုမိသွားတယ်ဆွဲထားကတဖြည်းဖြည်းအပေါ်တက်သွားချိန်မှာဂျက်ကသူ့ရဲ့မြင်းဖြူကြီးကိုစီးပြီးအားကုန်တုံးကခုန်ကူးလိုက်တဲ့သူရဲတိုက်ထဲကိုရောက်သွားပေမဲ့ခေါင်းနှလုံးဘီလူးတစ်ကောင်ကိုလည်းဆွဲထားပေါ်တက်ခွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ဒီအရေးကြီးတဲ့အချိန်မှာဗိုလ်ချုပ်ကြီးကသူ့လူတွေကိုများနဲ့ပစ်ဖို့ချက်ချင်းအမိန့်ပေးလိုက်တဲ့ခေါင်းနှလုံးဘီလူးကလက်လွတ်သွားပြီးမိပင်လေထဲကိုတက်ကျသွားတော့တယ်ဒါပေမဲ့ဘယ်သူမှမထင်ထားတာကအဲ့ဒီဘီလူးကမီးလောက်မသေးသွားပဲရေစီးကြောင်းနဲ့အတူမြို့ထဲကိုကူးခတ်ဝင်ရောက်လာခဲ့တဲ့လူတိုင်းကဘေးကင်းပြီလို့ထင်နေတဲ့အချိန်မှာပဲအေယာမချိတ်ကြီးနှစ်ခုကဆွဲထားကိုလာချိတ်လိုက်ပြီးဘီလူးတွေကအားလုံးစုပြီးအောက်ကိုဆွဲချကြတယ်ဒီလိုအင်အားကြီးမားတဲ့တိုက်ခိုက်မှုမျိုးကိုလူသားတွေရှင်းနိုင်စွမ်းမရှိပါဘူးစစ်သားတွေရဲ့ပြင်းထန်တဲ့ခုခံမှုကိုကြော်လွှားဖို့ဘီလူးတွေကတစ်ပင်တွေကိုမီးရှို့ပြီးအယူတွေလိုမြို့ထဲကိုပစ်သွင်းကြတယ်ရဲတိုက်တစ်ခုလုံးချက်ချင်းပဲမီးဟုံဟုံတောက်လောင်သွားတယ်ဘီလူးတွေကရဲတိုက်ကိုဖောက်ဝင်တော့မဲ့အချိန်မှာဂျက်ကမင်းသမီးကိုလှုပ်ဝက်လန်းစီအမြန်ခေါ်သွားခဲ့တယ်ဒါပေမဲ့ခေါင်းနှလုံးဘီလူးကရေဆိုးမြောင်းထဲကနေရုတ်တရက်ထွက်လာပြီးသူတို့နှစ်ယောက်ကိုမိသွားခဲ့တယ်သူတို့ဒုတိယထပ်ကိုပြေးတက်သွားပေမဲ့ဘီလူးကမင်းသမီးကိုဖမ်းဆွဲသွားနိုင်ခဲ့တယ်ဒီအချိန်မှာဂျက်ကပစိန်ကြီးတစ်လက်ကိုဆွဲပြီးဘီလူးကိုခုတ်ချလိုက်ပေမဲ့ဒီတတဝါမှာခေါင်းနှလုံးရှိတာကိုသူမိသွားခဲ့တယ်နောက်ဆုံးမှာသူတို့နှစ်ယောက်လုံးဘီလူးရဲ့လက်ထဲကိုရောက်သွားခဲ့တယ်သူတို့နှစ်ယောက်အစားခံရတော့မဲ့ဆဲမှာဂျက်ကသူ့လက်ဆွဲတွေကမော်ဘဲဆေးကိုရုတ်တရက်တတိယသွားပြီးဘီလူးရဲ့ပါဆက်ထဲကိုပစ်ထည့်လိုက်တယ်မော်ဘဲဆေးကအစာမျိုးပြုံးကနေတဆင့်ဘီလူးရဲ့အစာအိမ်ထဲကိုရောက်သွားပြီးအဆိုးတက်နဲ့ထိတွေ့လိုက်တာနဲ့ချက်ချင်းပဲပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရတဲ့ခေါင်းနှလုံးဘီလူးကသူ့လက်ချောင်းကိုအသေးအတန်ဆုပ်ကင်ထားပေမဲ့မော်ဘဲဆေးကအထဲမှာကြီးထွားလာတာကိုတော့မတားဆီးနိုင်ခဲ့ဘူးဒီအချိန်မှာပဲအပြင်ဘက်ကဘီလူးတွေကနောက်ဆုံးခံစစ်စီကိုဖောက်ဝင်လာနိုင်ခဲ့ပြီးတလန်းချင်းချင်းကပ်လာတဲ့ဘီလူးတွေကိုကြည့်ရင်စစ်သားတွေကလုံးဝကိုကူကယ်ရမဲ့နေခဲ့တဲ့ဗိုလ်ချုပ်ကြီးကအသေးခံနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်နေချိန်မှာပဲဘီလူးတွေကရုတ်တရက်သူတို့လက်နက်တွေကိုချပြီးလူသားတွေရှိမှနာခံစွာနဲ့တူးထောက်လိုက်ကြတဲ့လူတိုင်းကနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဂျက်ကခေါင်းနှလုံးဘီလူးကိုအနိုင်ယူပြီးမော်တရဖူကိုရရှိသွားပြီဖြစ်ကြောင်းတွေးလိုက်ရတယ်ဂျက်ရဲ့အမိတ်တခွန်းနဲ့အတူဘီလူးတွေအားလုံးတိတ်တိုက်တွေရဲ့အပေါ်ကိုပြန်ဆုတ်ခွာသွားကြတော့တယ်